အားလုံးမင်္ဂလာပါကျွန်တော်ဂျိုင်းပဲဖြစ်ပါတယ်ဒီနေ့မှာကျွန်တော် training and save ဆိုတဲ့ဆော့မှာဖြစ်ပါတယ်ဒီကိုကျွန်တော်ဆော့မှာဖြစ်ပါတယ် okay ဒီကကျွန်တော်အရင်ဒါပထမဆုံးဆက်ဆော့တဲ့ game ပါနော်ကျွန်တော် YouTube channel ကိုလည်း subscribe လုပ်ပေးကြပါအောင်လို့ဒီအခုဆိုကျွန်တော်ဒီမှာ PC တော့လာအောင်ပဲပေါ့နော်ဒီမှာကျွန်တော် line မကောင်းဘူးဗျ line မကောင်းကျွန်တော်စစ်ကြည့်ရတယ်ဒီမှာ1တရားတဲ့ okay ဝင်လိုက်မယ်နော်မိုက်တွေပဲဒါလေးကတစ်မျိုးလေးပဲကျွန်တော်ကလည်းပါဝင်ကြခိုင်နေဟို blog ဘူးတဲ့ midnight play နဲ့တူရဗျ okay အဲ့ဒါကျွန်တော်တွားထွင်းကောင်းမယ်ဗျ okay တွားထွင်းလာအောင်မယ်what the fuck okay တွားထွင်းမယ်အဲ့ဒါကျွန်တော်ဒီ clip လေးလူလာအောင်မယ်ဗောနော် okay ဒီမှာ100ကျပ်2h power ပြီးတော့900ကျပ် okay ယူလိုက်မယ်ဗောနော်အကုန်လုံး clip ပြီးတော့ယူလိုက်မယ်ဗောနော် okay let's go ပြီးတော့အခုကျွန်တော်ဒီ game ကိုပြီးတော့ရှင်ကျွန်တော်ဒီ channel ဒီဟိုမှာကျွန်တော်ချပေးတာဗောနော်အခုဆိုကျွန်တော် train မယ်ဗောနော် okay ဒီမှာ EU နေနေတော့ okay EU နေလိုက်မယ် okay train ပြီ power ဘယ်လောက်တက်တာဗျ power 4ခုပဲတက်တယ် oh my god ရေးတဲ့လာယူခိုင်းနေပြီဒီ studio တွေကြော်ကောင်းပါမေးလားအဲ့တော့ကျွန်တော်ယူပါဗျအဲ့ဘာလို့လာပြနေရတော့လို့ယူပွဲ game ဥစား okay ပြန်ထွင်းမယ်okay ထွင်းမယ်တရားတော်ပြီးတော့မှကျွန်တော်ခု80တောင်ကျော်နေပြီ okay ကျွန်တော်ဒီအတန်လေးကိုပိတ်ထားမှရမယ်ဘာလို့လဲနားကြီးတယ်ဗောနော်ဒီ game အတန်ကကျွန်တော်တော်နားကြီးတာနည်းနည်းလေးတော့တော်နားကြီးတာ okay အဲ့ဒါမှကျွန်တော်ဒီ game တောင်တစ်ချက်ပိတ်ထားတာဗောနားကြီးလို့ okay အခုဆိုမှကျွန်တော်ပြောရေးဆိုနေမှာ150တောင်ရောက်တော့မယ်ထင်းရတော်ကြားတယ်ဗျာဟိုအဲ့လိုမဟုတ်တော့ပြီးကြကျွန်တော်ဒီအကောင့်လေးပါဝယ်လိုက်ရတော့ဟိုဖြစ်မှာဗောနော်ဒီမှာ200ပြည့်ကျွန်တော်ဟိုသွားမယ်ဟိုညတော့ပြည့်မယ်ဗောနော်ဖင်ညတော့ပြည့်မယ်ဗောနော် okay ညမပြီးဘူးဝေး okay ဒီကကြားရကွာဒီကတော်အချိန်ပေးရမယ့်ပုံစံပဲ okay finally 200ပြည့်ပါ okay အဲ့ဒါကျွန်တော်ဟိုသွားလုပ်မယ်ဗောနော် okay တော့ပြည့်မယ်ညတော့ပြည့်မယ်ညမဟုတ်ပါဒါဘာလို့ခေါ်လဲဘာလို့ဘာဟိုကောမသိနော်ဒီ game ဘက်ကနည်းနည်းလက်ရအောင်ဘာလို့လဲကျွန်တော်ကဒီဟိုဟာနဲ့ဆိုတော့ဒါတော်တော်များများဖြစ်တတ်ပါတယ်နော်ရုပ်စာဒီခိုင်လူတို့ဘာလို့လဲဒီလိုမျိုး game တွေဆိုတာဖြစ်တတ်တယ်ဗောနော်ဒီ gameplay pass က okay ကျွန်မပါတယ်ဟို day1 တော့ oh my god ချစ်စရာလေးပါလေ oh my god ဘလောက်သူက legendary လေးကမိုက်တယ် okay အဲ့ဒါဆိုရင်ကျွန်တော်ဒီအကောင့်လေးရပါတယ်ဗောနော်ဒီ tutorial ကအရန်ယူခိုင်းတယ်ဒီလား okay အဲ့ဒါကျွန်တော်တို့ကခလောက်မယ်ဝေးဝေး okay ဒါပါလောက်ခိုင်းတော့ဟိုဟာ rap okay ယူမယ်ဗောနော် okay အဲ့ဒါဒီမှာသူကဥတော့ဖောက်ခိုင်းတယ်ဗောနော်ကျွန်တော်ဥတော့ဖောက်လာမယ်ဟိုမှာဒီ Q နဲ့ပါပြီလားQ ကပြေးပါဟိုက block food ထဲရလို့ Q လို့မျိုး okay Q က block food ထဲရလို့မျိုးပဲနော်ဟိုက short ဆိုပြီးပြေးတာလေ okay by one နဲ့ okay ဖောက်ကြည့်လိုက်မယ်နော်အစမ်း oh my god 4ပေါက်တယ်4ကဘာလေးလဲမသိကျွန်တော်ပြန်ကြည့်မယ်ဗောနော် okay 4 what the fuck legendary oh my god တော့အဲ့ငါဆောင်းကန်ကောင်းတယ်အဲ့5%ပဲရှိတော့လေ legendary ပေါက်သွားတယ် okay အဲ့တော့နောက်တစ်လုံးလောက်ထပ်ပေါက်ရကောင်းမလားညကျွန်တော်ကဖြစ်လောက်မယ်ညဘာလို့ဘယင်းဒီရှူရှောင်းလေးလုပ်ကြည့်လောက်မယ်နော်အားလေးမဖြစ်မလဲလို့ okay ကျွန်တော်ရှူရှောင်းလေးပါလာတယ်ညနော် okay ဖောက်လိုက်တော့နော်ဖောက်ပြီ okay ဘာပေါက်လဲ dolphin နဲ့ပါတယ်လက်ပါတယ် oh my god magical ပေါက်သွားတာအဲ့ရ100ခိုင်တော့ပဲရှိအောင်အိုးဆောင်းကန်ကောင်းတယ် lucky man တော့ကခိုင်တို့6ကျွန်တော်ကြော်သွားနိုင်ပြီဒီလားဒီဥစ္စာကျွန်တော်ဆောင်းမိုက်တယ်ကျွန်တော် lucky man okay အဲ့ဒါဒီမှာသူဘာလို့ခိုင်းလဲ group join ခိုင်းတာ join တဲ့ group တော့ဟုတ်လား okay အဲ့ဒါကျွန်တော် group join ကြည့်လိုက်မယ်နော်အဲ့လေပါကြမှာကျွန်တော် join community ကိုနဲ့ကြည့်လိုက်မယ်ဒီလန့်လေးလားဘာလေးဒီဘာလဲဟိုဘာလဲနတ်သမီးကိုင်နေဒီနတ်တငယ်ကိုင်တော့စားလေးလေ okay ကြည့်လိုက်ပြီဟို join လိုက်မယ် quiz ကိုနေပြီဒီကြောင်လေးရမှာလားဟိုကြောင်လေးရဲ့နိုင်ပုံစံနဲ့ချစ်စရာလေးပေါ့နော် okay let's see ဘာလို့မှာအခုအဲ့ကျွန်တော်ဖတ်လိုက်ရှာအောင်မဘာလို့ဒါကြီးက click ပြပေါ်လဲဟုတ်တယ်ဒီမှာချစ်စရာလေးအကြောင်း cherry ရဲ့ okay ယူလိုက်မယ်အဲ့ဒါပါပတ်စံ1000ပဲရတာယူထားလိုက်မယ်ဗောနော်1000နဲ့နားပြီကျွန်တော်တော့ကတော့စောင်းတက်မှုကြီးတယ်ကျွန်တော်ခုမှချက်ဆိုရလူဆိုတော့ရောက်ကျောင်းက90အောင်ရတာcherry ရဲ့14အဲ့ဒါ fork ကိုဖြုတ်ပြီးတော့ကျွန်တော် dolphin ကိုထည့်လိုက်မယ်နော် okay
ထည့်လိုက်မယ်ပြီးကြောက်ရှင်သွား train မယ် okay လာဒူနဲ့တော့အိုးမိုင်းကျွန်တော်ကြောင်ပြောင်း EU နေမယ် okay ဒီမှာကျွန်တော် train တာနည်းနည်းကြာသွားမှာဆိုလို့ကျွန်တော် clip လေးလိုက်မယ်နော်ဗာလေဝီဘက်လောက်ခိုင်းပြန်ပြီးအောင်ရေးဒီဘက်လောက်ခိုင်းပြန်ပြီးတခြားကိန်းနေဆိုတော့ဒီဝီဘက်လောက်ခိုင်းနေသီးလားကျွန်တော် group personate ပေါ်ဘင်းပေါ်လဲအဲ့ဒါလောက်ခိုင်းနေပြီးတော့ကျွန်တော်နောက်နေ့ကျ group personate ပေါ်ဘင်းပေါ်တင်ပြီး okay အဲ့ဒါကျွန်တော်စနဲ့ပြန်ထွေးကြမှာဥမာတစ်ခါတူဥမာ100ကျော်ကြီးအောင်မတူတော့ okay အဲ့ဒါကျွန်တော် video clip လိုက်တော့မှာနော် 2000 years later okay ဒီ training လုပ်လို့ဆိုတော့ကျွန်တော် scale လိုက်တယ်နော်ကျွန်တော်ဒီမြပြည့်တဲ့ video ရနောက်နေ့မှပဲတင်တော့ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ဒီကိုကမီးပြတ်တာကျွန်တော်စော့နေတဲ့အချိန်ကနောက်နေ့မှပဲ video တင်ပြီးတော့နော်ဒီ video ကိုလည်းတင်ချင်မှတင်ပြီးတော့မယ်ဒါပေမဲ့ကျွန်တော်အခုလိုမျိုးကြည့်ရှုအားပေးတဲ့လူတော်ရှင်တွေကျွန်တော်ကျေးဇူးများတင် The way you move, the way you feel. One kiss is all it takes. Falling in love with me. okay ဒါကျွန်တော် brother တို့ကျွန်တော်ချစ်လို့စတာပေါ့နော် okay ဒီကတော့ video ကဒီတော့ပါပိုင်းမှန်အောင်